ဆေးနဲ့ဟိုမုန်းကဖေးကဒေါက်တာဆွေကြိုဆိုပါတယ်မနေ့ကတော့တာရက်ဟိုမုန်းရဲ့အလုပ်လုပ်ပုံပြောပြီးတဲ့အခါမှာဒီနေ့မှာတာရက်ဟိုမုန်းချွတ်တဲ့ရင်ဘယ်လိုလက္ခဏာလေးရှိတယ်လဲဘယ်လိုလူမျိုးမှဖြစ်တတ်တယ်လဲဘာသွေးတွေဖောက်ရမလဲနဲ့ဘာဆေးတွေတောက်ရမလဲဆိုတော့ပြောပါမယ်ဘာလက္ခဏာတွေရှိနိုင်လဲဆိုတော့ခါမှာကြတော့ခန္ဓာကိုယ်ကြီးကအရန်ယူနှုံးချိနေတဲ့အလုပ်ဘာမှလည်းတအားမလုပ်ရဘဲနဲ့လူနေနှုံးခွေနေတဲ့လူမျိုးတွေဝိတ်တွေတက်လာတဲ့လူမျိုးတွေသပင်တွေကျွတ်လာတယ်ပြီးတော့မျက်ခုံးမွေးသပင်လေးတွေကျွတ်လာတတ်တာမျိုးတွေလည်းရှိတတ်တယ်အဲ့လိုဝန်းတွေချုပ်လာပြီဆိုလို့ရှိရင်တာရက်ဟိုမုန်းချို့တဲ့ယောဂလေးဖြစ်နိုင်ပါတယ်တခြားလက္ခဏာတွေကတော့နှလုံးခုန်နှုံးတွေနှိမ့်လိုက်အဓိကတစ်ချက်ကပြောမယ်ဆိုရင်အေးကြောက်လာပေါ့နော်ဒီလိုနှွေရသည်မှာပူအင်္ဂလန်မှာတော့နှွေရသည်ပေါ့နော်အရန်ပူနေတဲ့အချိန်ကမှကိုကအနှွေးတွေကြီးလင်းကားထက်ဝစ်ထားရတယ်ဆိုလို့ရှိရင်တာရက်ဟိုမုန်းချို့တဲ့ယောဂဖြစ်နိုင်ပါတယ်တကယ်လို့ယောဂဖြစ်တာကိုမကုဘဲနဲ့နှစ်ရှည်ရက်ရှည်လာများထားလိုက်ရင်လို့ရှိရင်တော့အခြေအနေတော်တော်လေးဆိုးသွားနိုင်ပါတယ်နောက်ဆုံးသတိလစ်သွားတဲ့အထိဖြစ်နိုင်တဲ့အတန်းတွေအောလာမယ်အဆုတ်ထဲကိုရေးဝင်မယ်နှလုံးခုန်လုံးနေနှိပ်ပြီးတော့ heart failure ဆိုတဲ့နှလုံးယောဂတွေဝင်လာပြီးတော့အသက်ဆုံးရှုံးနိုင်ပါတယ်ဒါကဘာကြောင့်အရေးကြီးလဲဆိုတဲ့အခါမှာစောစောစီးစီးသိလို့ရှိရင်ကုသမှုကအရန်လွယ်ကူလို့ဖြစ်ပါတယ်ဘယ်လိုကုသရမလဲဘာသွေးတွေဆေးရမလဲသွေးစစ်တာကတော့ TSH ဆိုတဲ့ဟိုမုန်းကိုအဓိကဆက်ရတယ်ပေါ့နော် TSH ကတော့မနေ့ကတော့ပြောပူးတဲ့သူကဟိုတင်ပေါ့ manager ပေါ့နော် manager ဒီတာရက်ဟိုမုန်းအလုပ်လုပ်ဖို့အတွက်အများတန်းရောက်လာတဲ့ manager ပေါ့တကယ်လို့ဟိုမုန်းကမထုတ်နိုင်ဘူးဆိုလို့ရှိရင် TSH ကစပြီးများလာတယ်လို့ယူဆပြောလို့ရတာပေါ့နော် TSH များလာပြီဆိုလို့ရှိရင်ဒါဟာတာရက်ဟိုမုန်းချို့တဲ့တယ်လို့ပြောလို့ရပါတယ်တကယ်လို့ပတ်စံတက်နိုင်တော့ T4 လေးပါထပ်ပြီးတော့စစ်ကြည့်လိုက်လို့ဘယ်လောက်ထိချို့တယ်လဲဆိုတာတော့မှန်းလို့ရတာပေါ့နော် TSH ကတော့ပထမဆုံးအချိန်စစ် TSH များလာတယ်ဆိုတော့မှ T4 နဲ့တွဲစစ်ပြီးတော့ဆေးစတောက်ဖို့လိုမလိုသိနိုင်တာပေါ့နော်ကဲဘာဆေးတွေတောက်မလဲဆေးကတော့အရန်လွယ်ပါတယ် levothyroxine ဆိုတဲ့ဆေးလေးပဲရှိတယ်ဒါလေးကအရန်လဲပေါ်တယ်လွယ်ကူတောက်လို့ရတယ်dose ဘယ်လိုတောက်မလဲဘယ်လောက်ထိအားတောက်မလဲဆိုတာတော့ဆေးစပြီးတော့ဆရာဝန်နဲ့ချင့်ချိန်ရမှာပေါ့နော်ပုံမှန်အားဖြင့်ပြောရင်ဒီကဆရာဝန်တွေကိုပြောပြချင်တာပေါ့နော်ဒါတော့ခန္ဓာကိုယ်ရဲ့အလေးချိန်ပုံမူတည်ပြီးတော့ဆေးရဲ့ dose ကလိုတက်ပါတယ်ပုံမှန်အားဖြင့်ဆိုလို့ရှိရင်1.5နေပြီးတော့1.85 microgram per kilogram ပေါ့နော်သဘောကဥမာအသက်ကီလိုဂရမ်50ရှိရဲ့အမျိုးသမီးတယောက်ဆိုလို့ရှိရင်85မိုက်ခရိုဂရမ်လောက်တစ်နေ့ကိုလိုတယ်ပေါ့နော်ဆေးကိုဘယ်လိုတောက်မလဲဆေးတောက်တဲ့အခါမှာ तू ကဒီဘိုက်ထဲမှာအစာမရှိပဲတောက်မှာသူ့ရဲ့စုပ်အားပေါ့နော်ဥပစုပ်အားကိုကောင်းစေနိုင်တယ်အဲ့တော့မနဲ့အစာမစားခင်တောက်ပြီးတော့နိုင်ဝက်လောက်ဘာမှမစားဘဲနေမယ်အဓိကကြတာတော့ဟိုတန်ဓာတ်ပါတယ်ကယ်လ်ဆီယမ်ဓာတ်ပါတယ်ဆေးတွေနဲ့တွဲမတောက်နဲ့ပေါ့နော်အနည်းဆုံး3-4နိုင်လောက်ချပြီးတော့တောက်လို့ရှိရင်တော့ဆေးရအာနိသင်ပို့ပြီးတော့ပြည့်နိုင်တယ်ပေါ့အဲ့ဒါဆိုရင်ဆေးစတောက်ပြီးရင်ဘယ်လိုမျိုးစစ်မလဲပထမဆုံးတောက်တဲ့4-5-6လောက်မှာတော့ဆေးရဖို့အတွက်ကို level ကောင်းမကောင်းဆိုတာ6ပတ်တစ်ခါလောက်သွေးစစ်ပြီးတော့နောက်ဆုံး level ကညီသွားတဲ့အထိလုပ်ရတာပေါ့နော်ဘယ်လို level ညီအောင်လုပ်မလဲဆိုတော့ TSH ကိုnormal ပြန်ရောက်တဲ့အထိဆေးကိုတဖြည်းဖြည်းနဲ့တိုးသွားတာပေါ့နော်အဲ့တော့စိတ်တိုးပြီးလို့ရှိရင်ကောင်းသွားပြီပုံမှန်ဖြစ်သွားပြီဆိုတော့ဒါတစ်လုံးတောက်ရမယ်ဆေးလေးဖြစ်တယ်6လတစ်ခေါက်လောက်စစ်ကြည့်မယ်တစ်နှစ်တစ်ခေါက်လောက်စစ်ကြည့်မယ်ပုံမှန်ဆိုတော့ကောင်းသွားတတ်တာပေါ့နော်ဘယ်လိုချိန်မျိုးမှာဆေးတွေပို့လို့တတ်တယ်လဲရော့လို့တတ်တယ်လဲအဲ့ကောင်ကတော့အဓိကweight တွေအတိုးအကျရှိလာတဲ့အခါမှာ weight နဲ့လိုက်ပြီးတော့ဆေးအတိုးကြတွေလိုလာတတ်တယ်နောက်တစ်ချက်ကတော့ကိုဝင်ဆောင်မိခင်နေကိုဝင်ဆဆောင်ခံနီးမှာဆိုလို့ရှိရင် thyroid hormone ဆေးကိုပို့ပြီးတော့ထိုးတောက်တင်တယ်ပေါ့နော်အဲ့ဒါတော့ဆေးဒီ blood test နဲ့သွေးစစ်ပြီးတော့ချင့်ချိန်ရမယ်ဒီအဲ့လိုမျိုး thyroid hormone တွေကိုကောင်းကောင်းပေးထားမှာကလေးတွေရဲ့ညံ့အေးကောင်းတယ်လို့လည်းယူဆလို့ရတာပေါ့နော်ဘလို့လူမျိုးတွေကဒီ hypothyroid or thyroid hormone ချို့တဲ့တာပိုဖြစ်နိုင်တယ်လဲဆိုတာကြတော့အမျိုးသမီးတွေမိဖွားပြီးခါစားလူမျိုးတွေပေါ့နော်ဒါမှမဟုတ်လို့ရှင်thyroid surgery အရင်တော့လုပ်ခဲ့ပြီးတဲ့လူမျိုးတွေပိုဖြစ်တယ်နောက်ပြီးတော့ဒီအသက်ကြီးလာတော့ဒီယောဂက
ပိုပြီးဖြစ်လာတဲ့အတွက်ကြောင့်မလို့နှုံချိပြီးတော့ဘာမှမသိပဲနှုံချိနေရင်တော့ဒီသွေးလေးကိုစစ်တဲ့နေပေါ့နော်တစ်နှစ်တစ်ခေါက်လောက်ဖြစ်တကယ်နှုံတဲ့ခါမျိုးတွေမှာစစ်တာမျိုးလေးတွေလုတ်ပေးလို့ရပါတယ်နောက်တစ်ချက်ကတော့ autoimmune ယောဂရှိတဲ့လူမျိုးတွေ autoimmune ဆိုတာ type 1အမှတ်1 and diabetes စီးချိုအမှတ်1ရှိတဲ့လူမျိုးတို့တခြား autoimmune ရှိတဲ့လူမျိုးတွေပေါ့နော် autoimmune ဆိုတာကတော့ခုခံအားပြောင်းပြီးတော့မူးမမှန်ဖြစ်တဲ့ယောဂမျိုးတွေမှာပို့ပြီးတော့ရှိတတ်ပါတယ် and အန်တီဆွေကအရင်တုန်းက BBC Health Matter မှာဒီအကြောင်းလေးတွေပြောထားပြီးပါပြီအခုကတော့နည်းနည်းလေးပို့ပြီးတော့အသေးစိတ်ပြောပြတာကိုနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် comment လေးတွေပေးစေချင်ပါတယ်ဒါမှဘာ post တွေဘယ်လိုမျိုးတွေပို့ပြီးတော့လုပ်တင်လဲမျိုးပေါ့နော်ပြောလို့ရပါတယ်ကျေးဇူးပါရှင်